sorry ဆက်ပါ IDM Facebook knowledge sharing channel မှာကြိုဆိုပါရစေကျွန်တော် YouTube channel လေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင် like and subscribe ပြုလုပ်ပြီးမြတ်တာရက်ခံချင်ပါတယ်ကျွန်တော်အခု knowledge sharing ပြပြပေးသွားမှာကတော့2 factor ကိုဘယ်လိုချိုးရမလဲဆိုတော့ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်2 factor ကိုတော်တော်များများကဖုန်းနဲ့ခံကြတဲ့ application တစ်ခုခုနဲ့ခံကြတယ်ဖုန်းနဲ့ခံထားရင်ဖုန်းနံပါတ်ရှိ single ရှိပြီးတော့ပုံမကြတာလို့ဆိုပုံမကြဘူးဖြစ်တဲ့သူတွေအတွက်ပြီးတော့မတည်သေးတဲ့သူတွေအတွက်ကို sharing လုပ်ခြင်းဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့2 factor ချိုးရမယ်ဆိုရင် Facebook ကမချိုးကြတဲ့ကျွန်တော် browser တစ်ခုကိုချိုးပြရမယ်အဲ့အတွက် Play Store မှာ browser ကိုတောင်းမယ်ပေါ့နော် browser Puffin browser ကိုတောင်းမယ် PUFF ရင် Puffin browser ကိုတောင်းမယ်ကျွန်တော်တို့ Puffin browser ကိုသုံးတယ်ပေါ့မိတ်ဆွေတို့ကလည်းကျန်နေတဲ့ browser တစ်ခုခုတောင်းလို့ရပါတယ်ကျွန်တော်က Puffin browser ကိုတောင်းပြီးဖြစ်တဲ့အတွက်ကြောင့် Puffin browser ထဲဝင်လိုက်မယ် Puffin browser ထဲဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ Puffin browser မှာရှိတဲ့ Facebook ကိုကျွန်တော်နှိပ်ပါမယ် Facebook ကိုနှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဖုန်းနံပါတ်နေရာမှာဖုန်းနံပါတ် or email address နေရာမှာကျွန်တော်တို့ ACC link ကိုထည့်လိုက်မယ်ပေါ့နော် link ကိုထည့်လိုက်မယ် link ကိုထည့်ပြီးပြီဆိုတာနဲ့ passport ကိုထည့်မယ်ပေါ့နော် passport ကိုထည့်လိုက်မယ်ကျွန်တော်တို့ passport ကိုထည့်လိုက်မယ်အဲ့လိုဖြစ်နေပြီဆိုရင်ဒီ step မှာအဲ့လိုဖြစ်နေပြီဆိုရင်ကျွန်တော်တို့ညာလေးလေးပြထားတဲ့နေရာလေးတစ်ချက်လောက်နေပြီပါညာလေးပြထားတာနေပြီပါဆိုရင်သူကဖုန်းနံပါတ်ရှိရယ်ဖုန်းနံပါတ်ကို message ချတာရှိရယ်ပြီးတော့ approve device ဆိုတာကဝင်ပြီးသား device နေရာနေပြီးတော့เนาะဝင်ပြီးသားဖုန်းမျိုးစားနေ approve ပေးလိုက်ပြီဆိုတာနဲ့အခါရတန်းဝင်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဖုန်းနံပါတ်မှာလည်း message မကြဘူးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က I don't know my phone ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ continue ကိုနှိပ်လိုက်ပြီပေါ့နော် continue ကိုနှိပ်လိုက်မယ်ကျွန်တော်တို့ continue ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ contact us ဆိုတာလေးပေါ်ပါတယ်အဲ့ဒီ contact us လေးကိုနှိပ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ကအမှ email ထည့်ပါမယ် email ကကိုယ်စီမှာ email ရှိရဆိုရင် email အဟောင်းထည့်လိုက်ရတယ်ဒါမှမဟုတ် email အသစ်ဖွင့်ပြီးချိုးနေတယ်ဆိုတော့ရပါတယ်ဒီအတွက်ကျွန်တော်က email အသစ်ကိုတွိုက်ပါမယ် email အသစ်ကိုယူပြီးတော့ထည့်လိုက်မယ်ပေါ့နော်email အသစ်ကိုထည့်ပြီးသွားပြီဆိုရင် next ကိုနှိပ်ပါမယ် next လေးကိုနှိပ်ပေးပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့မှာ passport ရှိတဲ့လူကနိုင်ငံခြား passport ရှိတဲ့လူက passport ကိုသုံးမယ်driver license ကယာဉ်မောင်း license ရှိတဲ့လူကယာဉ်မောင်း license ကိုသုံးမယ် national ID မှတ်ပုံတင်ကဒ်ရှိတဲ့လူကမှတ်ပုံတင်ကဒ်ကိုသုံးမယ်အဆင်ပြေတဲ့ကဒ်ကိုအသုံးပြုပါတယ်ကျွန်တော်ကအသုံးခုလုံးကိုအသုံးမပြုချင်တဲ့အတွက်ကြောင့်အသုံးခုလုံးကိုအသုံးမပြုချင်တဲ့အတွက်ကြောင့် show more ကိုကျွန်တော်နှိပ်လိုက်ပါမယ် show more နှိပ်ပြီးဆိုတာနဲ့ကျွန်တော်ဒီဟာတွေအကုန်လုံးကျွန်တော်မသုံးပါဘူးเนาะမသုံးရတဲ့အတွက်ကြောင့် I don't not have any of things ဆိုတာရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်အသုံးပြပါဘူးအဲ့ဒါလေးနှိပ်လိုက်မယ်ကျွန်တော်တို့အဲ့ဒါလေးအသုံးပြုပွားရဆိုရင်ကျွန်တော်တို့မပုံနေနဲ့ချိုးမှာပေါ့နော်မပုံနေချိုးတဲ့လူက ID နဲ့ချိုးပါပေါ့ ID နဲ့ချိုးတဲ့လူကချိုးမယ် passport နဲ့ရှိရင်တော့ passport နဲ့ချိုးပေါ့နော် passport နဲ့ ID တင်လို့ရပါတယ်ကိုယ်ကောက်ကနေပြီးတော့ ID တင်ပြီးချိုးမှဆိုပို့ပြီးတော့ညံပါတယ်ပို့ပြီးတော့စာကြတာပါပိုင်း Facebook တင်နဲ့စာကြတာပို့ပြီးညံတာပေါ့နော်မပုံနေထည့်လိုက်မယ်ပြီးရင်ရှင်းတဲ့နောက်ကိုတပုံစီထည့်မယ်ပေါ့နော်ထည့်ပြီးဆိုရင်ကျွန်တော်တို့ zoom mix ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုရင်သူက
အခုမှတင်တဲ့လူတွေဆိုရင်တော့သူက24နာရီပေါ့နော်24 hour စောက်ခိုင်းနေပေါ့နော်24နာရီသူကစောက်ခိုင်းနေပေါ့24နာရီစောက်ခိုင်းနေ ID ကိုသူက ID တင်ထားတဲ့အတွက်သူက24နာရီစောက်ခိုင်းတယ်အခုမှမတင်ပဲသူက ID မအောင်လို့ reply မအောင်လို့တင်တဲ့လူကြရင်တော့သူက48နာရီ48 hour လို့ပါလို့စောက်ခိုင်းနေပေါ့နော်အဲ့တော့ကျွန်တော်တို့ကျတော့24နာရီစောက်ခိုင်းတယ်အခုမှစတင်တဲ့အတွက်ကြောင့်24နာရီစောက်ပြရမယ်24နာရီအတွင်းကိုကျွန်တော်တို့ထည့်လိုက်တဲ့ Gmail မှာ reply ပြန်လိုက်မယ်တကယ်လို့ two factor အောင်ခဲ့တယ်ဆိုရင်တော့two factor အောင်ခဲ့တယ်ဆိုရင်ဒီလိုမျိုး reply စာကြားလိုက်ကြမယ်ဒီမျိုး reply စာကြားလိုက်မယ်အဲ့လိုမျိုး reply စာကြားလိုက်မယ် two factor အောင်ခဲ့တယ်ဆိုရင်ဒီလိုမျိုး reply စာကြားလိုက်မယ်အဲ့လိုမျိုးကုတ်တွေကြသူက Facebook တရားနေပေးလိုက်မယ်တကယ်လို့two factor မအောင်ခဲ့ဘူးဆိုရင်တော့ပြန်တင်ဖို့သူတို့ကအစာပိုးလိုက်ပြီပေါ့နော်ကျွန်တော် channel ကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်